မင်္ဂလာပါခင်ဗျာနေကောင်းကျမ်းမှကြာရလားခင်ဗျာဒီရထက်ရာသီဥတုလေးကအပူအေးမမျှတော့နည်းနည်းနေရတာအဆင်မပြေဘူးနော်အေးနေခြေချိုးတာတွေခေါင်းလျှော်တာတွေယူဆိုင်ကြပါညတော့တရင်နဲ့မှတွေ့လိုက်တယ်ခေါင်းလျှော်ရင်းနဲ့ဆုံးသွားတယ်ပေါ့နော်စင်ញင်ညပါယူဆိုင်ကြပါခင်ဗျာကျွန်တော်တို့အာယုံရောအားနေသွေးတွင်းစီကြသေးတွေတောက်နေရတဲ့လူတွေအတွက်ကဒီမှာချင်းစော်ကားယူလေးဒါဒီလိုလေးဖြောကြည်အောင်ဖြောသူကယူလေးဆိုတော့လေသူကဒီမှာဒီလိုယူချင်းစော်ကားသီးတွေမကြီးသီးတွေတောလျှောက်သီးတွေအဲ့ဒါတွေထပိုးဦးထညက်တို့ဘာလို့နဲ့ယူထိုးထားတာအဲ့ဒါကြောင့်မလို့ရတာချိုလဲမချိုဘူးတအားကြီးလဲမချင်ဘူးမချိုတဲ့အတွက်စီးကြိုသွေးတို့နှလုံးအကုန်တောက်လို့ရတယ်ကြောက်ကပ်အကုန်တောက်လို့ရတယ်ဒါတဘာဝစစ်နော်တဘာဝစစ်ဒီမှာရွှေကုန်းစံစီကြယူသူကယူဆိုတော့နည်းနည်းအခဲပေါ့နော်အဲ့ဒါလေးကိုဒီလိုကြည်အောင်ဆိုဒါသားမိ2ယောက်စားမေရဟို2ရက်ကမတောက်ဘူးသူကရင်တော့လည်းဝင်းချုပ်မှတောက်တာအခုလိုစောင်းတွင်းအရင်အေးတဲ့ခါကျတော့ဝင်းတွေကပိုချုပ်ပါတယ်အဲ့ဒါလေးကိုတောက်လို့ရှိရင်ဝင်းမှန်မယ်ဝင်းမှန်ပြီးတော့သွေးတွင်းအမှအစီခဲတာတွေပဲမဖြစ်သူကသွေးတွင်းစီကိုကြပေးတယ်သွေးတွင်းစီကြတယ်ပေါ့နော်ခန္ဓာကိုယ်မှာနေစဉ်စားတဲ့မလိုအပ်တဲ့စီတွေကိုလည်းချပေးတယ်သူကစီးတွေဝမ်းတွေကနေချပေးရဖြစ်လို့အနေကင်းတယ်ပေါ့နော်တဘာဝပစ္စည်းလေးတဘာဝယူလေးဒီလိုကြီးပြကြီးတော့မတောက်နိုင်ဘူးလေနော်နောက်ပြီးတော့ကျွန်တော်တို့ကအဲ့ယူလေးကိုဒီလိုကြည်အောင်ဖြော်တဲ့အခါမှာဒါဒီဒေထားဆိုတာအေးသွားရေကအေးသွားအဲ့လိုရေအေးသွားရင်ရေဘူးလေးရောပြီပါရေနွေးပူလေးရောပြီနော်ရေအေးလို့ရှိရင်သူကအာနိသင်မကောင်းအာနိသင်တိတ်မထက်ဘူးပေါ့နော်ရေနွေးပူလေးနဲ့မှထက်ဒါသားမိ2ရက်တောက်မှာကျွန်တော်တို့လည်းတနေ့ဒီကတော့အညွှန်းတိုင်းရတနေ့2ကြိမ်တောက်လို့ရှိရင်တစ်လောက်9ပေါင်ကနေ9ပေါင်ထိကျနိုင်တယ်တဲ့ကျွန်တော်တို့ကတနေ့ကိုမနက်ပိုင်း1ကြိမ်ပဲတောက်ဖြစ်နေတာ1ကြိမ်ပဲတောက်တာတောင်မှ2လကို10ပေါင်ဆိုတော့တစ်လောက်9ပေါင်ကျတာပေါ့နော်ဒါတောင်အစားလည်းမရှာဘူးကျွန်တော်တို့ကအစုံစားတယ်ဒါပေမဲ့ဝါတော့ဝါသေးတယ်ဆိုတာပေါင်ငိန်ရင်တော့160ရှိတာအခု150နည်းနည်းရော့သွားပြီပေါ့နော်အစီကြယူရောင်းပြီးဝါသေးတယ်မပြောနဲ့အရင်ကအဲ့ထက်ဝါတယ်ဝါတာထက်ပိုက်ကြီးပူပြီးစိုးတာပေါ့